ကိုပိုင်နေစနစ်တွေနဲ့ထိုးချနေတဲ့မြမရုပ်သိမ်းအမှုပညာပရိသတ်များလုံးပဲမင်္ဂလာပါရုပ်သိမ်းပညာရက်ကတစ်ကမ္ဘာလုံးမှာရှိကြပါတယ်ယဉ်ကျေးမှုအလိုက်တင်ဆက်ပုံတွေကတော့ကွာခြားနေကြတာပါအကြမ်းမြင်အဖြစ်ကမ္ဘာရုပ်သိမ်း၄မျိုးလောက်ရှိပါတယ်လက်ထိုးရုပ်သိမ်းကျိုးဆွဲရုပ်သိမ်းဒုတ်ထိုးရုပ်သိမ်းနဲ့ဂတ်ထုပြရုပ်သိမ်းလို့ပဲအလွယ်ပြောရမှာပါဒီအထက်မှာကျိုးဆွဲရုပ်သိမ်းပညာရက်ကခက်ခဲဆုံးပါပဲမြမရုပ်သိမ်းပညာရက်ကလည်းကျိုးဆွဲရုပ်သိမ်းမျိုးစားပဲဖြစ်ပါတယ်ဒါပေမဲ့အခြားကနေမိညာထားတာမဟုတ်ပဲကိုပိုင်နေစနစ်တွေနဲ့တီထွင်ထားတာပါမြမရုပ်သိမ်းရဲ့ကြိုးတက်ပုံအဆက်ဆက်ပုံရုပ်သိမ်းအချိုးစားတရှိပုံကာကြိုးကဟန်ကန်တွယ်ပုံအလုံးကကိုပိုင်နဲ့ကြီးပါပဲပြောရရင်မြမနီးမြမဟန်နဲ့ထဲဝါခန့်ညားနေတဲ့နေစနစ်တစ်ခုဖြစ်ပါတယ်မြမရုပ်သိမ်းကအနုပညာအပြင်ပညာရပေါင်းဆောင်ကိုခန်းစားနိုင်တဲ့ဖြောပြခြင်းလည်းဖြစ်ပါတယ်ဒီထက်မှာအစိုးပညာအဓိပညာအကပညာအငိုပညာပကြီးပညာပပုပညာအချုပ်ပညာတွေပေါင်းစပ်ဖွဲ့စည်းထားပါတယ်မြမရုပ်သိမ်းရဲ့သမိုင်းကိုပြန်ကြည့်ရင်17ရာစုပထမမြန်မာနိုင်ငံတော်ဖြစ်တဲ့ပကံခေတ်ကလေးကစတင်ပေါ်ထွန်းခဲ့တယ်လို့ဆိုပါတယ်ပကံထီလိုက်မင်းကပြည်မြို့ရွှေစံတော်ဖျားကိုတောက်ဖို့ချိန်တွင်ကြောက်စာတစ်ခုစိုက်ထုတ်ခဲ့ချိန်မှာရုပ်သိမ်းရုပ်လေးကိုရည်ညွှန်းထားတဲ့စာသားတွေကိုထည့်သွင်းရေးသားထားခဲ့တာပါနောက်ပြီးကုန်းမောင်ဆက်တပင်းဝင်ကြီးဦးဝင်ရဲ့မှားတမ်းမှာရုပ်သိမ်းစာကျုံသုံးတန်းနဲ့ပကံကားလို့လည်းမှတ်တမ်းတင်ထားခဲ့ပါတယ်ပကံခေတ်တုန်းကရုပ်သိမ်းတပင်းတွေမှာဗုဒ္ဓဝင်ဇလန်းတွေနဲ့ပုံဖော်ခဲ့တဲ့အထောက်အထားတွေကိုလည်းတွေ့ခဲ့ရတာပါပြောရရင်ပြုခေတ်ကလေးကမကြီးပပုအချုံနှုတ်ပညာတွေကထွန်းကားနေပြီးသားဖြစ်ပါတယ်ပြူရင်ကျေးမှုကိုအမွေခံပြီးထွထောင်ခဲ့တဲ့ပကံခေတ်မှာတော့ဒီပညာရက်တွေပေါ်ထပ်ဆင့်ပွားပြီးရုပ်သိမ်းပညာဖန်တီးခဲ့ပုံပေါ်နေတာပါဒါပေမဲ့ရုပ်သိမ်းကျိုးဆွဲသမားဆိုပြီးစာနဲ့ပေနဲ့တိတိကျကျမှတ်တမ်းတင်ခဲ့တာကတော့စလင်းရာစုလောက်မှဖြစ်ပါတယ်အဲ့ဒီအချိန်ကအင်းဝခေတ်ရောက်နေပြီလေဖြစ်ပါတယ်ရုပ်သိမ်းတပင်ဟာမြမရင်ကျေးမှုမှာတော့အစင်တန်းရှိတဲ့ဖျော်ဖြေဆိုရင်လည်းမမှားပါဘူးနောက်ပြီးရုပ်သိမ်းတပင်ကိုအမြင့်တပင်လို့လည်းသုံးနှုန်းကြတာပါဘာဖြစ်လို့လဲဆိုရင်ပရိသတ်တွေထက်မြင့်တဲ့စင်ပေါ်ကနေဖျော်ဖြေရလို့ပါပဲအဲ့ဒီတုန်းကဇက်ပညာရှင်တွေဖျော်ပြတဲ့ဇက်တပင်တွေကိုစင်နေနဲ့တင်ဆက်ခွင့်မပေးပဲမြေဝိုင်းတပင်တတကျင်းပခဲ့ကြတာပါဒီလိုဇက်တပင်တွေကိုတော့အနှိမ့်တပင်လို့ခေါ်ကြပါတယ်ရုပ်သိမ်းတပင်တွေဟာဖျော်ပြဆိုတဲ့အဓိပ္ပာယ်ထက်လဲပို့ပါတယ်တန်ခင်းတမန်ခင်းပွဲလဲခန်းသားတွေမှာယဉ်ကျေးမှုတွေကိုဖော်ထုတ်ဖို့ကျင်းပတဲ့ပွဲလဲဖြစ်နေတာပါနောက်ပြီးပြည်သူအတန်းကိုနန်းတွင်းကကြားရအောင်ပို့ဆောင်ပေးတဲ့တမန်တော်ဖြစ်အသုံးတော်ခံခဲ့တယ်လို့ပြည်သူတွေမှတ်သားနိုင်အောင်အသိပညာပေးတဲ့အခန်းကဏ္ဍကနေလဲရပ်တည်ခဲ့တာပါရုပ်သေးတပင်ရောဇက်တပင်မှာပါဒီယူဆတွေနဲ့လဲလက်ပတ်ခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ဇက်သမားပြန်ရင်မှတ်သားစရာကျန်နေဆိုတဲ့စကားပုံပေါ်လာရတာပါနောက်ပြီးရုပ်သေးတပင်အတွက်စင်မြင့်ဆောက်တဲ့နေရာမှာဆိုရင်လည်းစီကံချက်တွေရှိပါသေးတယ်။လက်ကန်သေးကံမောင်ကိုခွတ်မဆောက်ရတာတွေမတက်နိုင်လို့ခွတ်ဆောက်ရရင်ကန်သိန်းရုပ်ကိုဖျက်တာတွေစင်မြင့်သတ်မှတ်ချက်တွေခန်းဝင်သတ်မှတ်ချက်တွေကိုတိတိကျကျလိုက်နာရပါတယ်။နောက်ပြီးရုပ်သေးစီနေရာချမှုကိုလည်းအဓိကတက်ရောက်မဲ့ဧည့်သည်နဲ့လိုက်အောင်စီစဉ်ရတာပါ။နန်းတွင်းရုပ်သေးတပင်အတွက်ပြင်ဆင်မယ်ဆိုရင်တော့အဓိကဧည့်သည်ကရှင်ဘရင်ဖြစ်မှာပါ။အဲ့ဒီတုန်းကရုပ်သေးတပင်စင်မြင့်ထက်ကိုအမျိုးသမီးတွေတက်ခွင့်မရှိကြပါဘူး။ဒါပေမဲ့ရုပ်သေးပညာမှာကျိုးဆွဲစရာအပြင်အမျိုးသမီးမျိုးသားအဆိုရှင်တွေလည်းလိုအပ်နေတာပါအမျိုးသမီးတွေတက်ခွင့်မရှိတဲ့အတွက်အမျိုးသားအဆိုပညာရှင်တွေပဲအမျိုးသမီးအတန်တုပြီးစုံကိုရပါတယ်ဒီပညာရှင်တွေကိုတော့ရုပ်သိမ်းမင်းသမီးတွေလို့ခေါ်ကြတာပါတမိုင်းတွေကထင်ရှားတဲ့ရုပ်သိမ်းမင်းသမီးတွေကတော့ဥဖူးညုံနဲ့ဥဖူးတို့ပဲဖြစ်ကြောင်းဝေမျှလိုက်ရတဲ့ဗီဒီယိုလေးကိုနေကောင်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းချောင်းဗီဒီယိုတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ